你好，明个了吧？也蛮准备去跟你变的就是完了，很开心又跟你再见面，变比到对呀的一段玩大把的。但所以ဒီပထမဗီဒီယိုမှာတရုတ်စာရဲ့ပြီးအကြောင်းလေးကိုလေ့လာပြီးသွားပြီဆိုတော့ဒီဗီဒီယိုမှာတရားအကြောင်းလေးကိုလေ့လာကြည့်အောင်နော်ဒီမှာရေးထားတာရွတ်မှုဆိုတဲ့ဟာလေးကခွင်းစခွင်းပိန်းနဲ့ရေးထားတဲ့ဟာလေးကကြတော့ဖင်းရင်းလို့ခေါ်တာပေါ့နော်ဖင်းရင်းဆိုတာကကြတော့တရုတ်စာရဲ့အတန်းထွက်โอเคဒါဆိုရင်တရားအကြောင်းလေးစပြီးလေ့လာကြည့်အောင်နော်ဒီမှာ A လို့ရေးထားတဲ့ဟာလေးကိုတရုတ်စာမှာဘယ်လိုဖတ်မလဲဆိုလို့ရှိရင်အာဆိုပြီးတော့ဖတ်ပါမယ်နော်ဟောဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ O ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ O ဆိုပြီးတော့ဖတ်ပါမယ်နော်可以吗好可以的话我们继续ဒါဆိုရင်ဆက်ပြီးတော့ကြည့်ကြည့်အောင်နော်နောက်တစ်ခုကကျတော့ဒီ E ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတဲ့အခါကျတော့သူကကျတော့လေအဲလို့အတန်မထွက်ဘူးနော်ဆိုပြီးတော့လေဒီလေချောင်းကနေလာတဲ့အတန်လေးပေါ့နော်ပြန်ဆိုကြည့်အောင်နော်ဟုတ်ပြီအဲ့လိုမျိုးလေးဆိုမယ်နော်နောက်下一个နောက်တစ်ခုကကျတော့ I ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ဒီမှာခွင်းစခွင်းပိတ်ထဲမှာရေးထားတယ်အဲ့ဟာလေးကကျတော့သူကပြီးရယ်တရရယ်ပေါင်းထားပြီးသားပေါ့နော်သူကကျတော့ရီဆိုပြီးတော့ဖတ်ပါမယ်နော်ရီဆိုတာကကျတော့ရီဆန်းသက်ရီသူကတရုတ်စာမှာ1 2 3ဆိုတဲ့ဟာပေါ့နော်好那下一个是ဝူပေါ့နော်ဒီ U ဆိုတာလေးကိုဘယ်လိုဖတ်မလဲဆိုတဲ့အခါကျတော့အနောက်မှာကွင်းစာကွင်းပိန်းနဲ့ပေးထားတယ်လို့မျိုးပဲဝူဆိုပြီးတော့ဖတ်ပါမယ်နော်သူကလေဘီးမှာဆိုလို့ရှိရင်လေသူကW ဆိုတဲ့စကားလုံးလေးကိုလေသူ့ရဲ့အတန်ထွက်ကကြတော့ဝူလို့ပဲထွက်တယ်နော်好那继续下一个နောက်တစ်ခုကကြတော့ဒီစကလုံးလေးကထူးခြားတယ်ပေါ့နော်သူကယူရဲ့အပေါ်မှာဒီမျက်လုံးပုံစံလိုမျိုးအဆက်နှစ်ဆက်ကလေးပါတာပေါ့နော်အဲ့ဟာကိုဘယ်လိုဖတ်မလဲဆိုတော့ယူဆိုပြီးတော့ဖတ်ပါမယ်နော်好那我们现在从 A 到 U 开始读一下一五好那我们继续下一个နောက်တစ်ခုကကျတော့ဒီ AI ဆိုတဲ့ဟာလေးက AI ဆိုတဲ့စကားလုံးလေးကိုဘယ်လိုမျိုးဖတ်မလဲဆိုတဲ့အခါကျတော့သူကI ဆိုပြီးတော့ဖတ်ပါမယ်နော်好ဒါဆိုရင်နောက်စကားလုံးတစ်လုံးကြည့်ကြည့်အောင်သူက EI ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတဲ့အခါကျတော့ A ဆိုပြီးတော့ဖတ်ပါမယ်နော်အဆင်ပြေလားမသိဘူးနော်စင်ပြေရင်နောက်တစ်ခုဆက်ကြည့်အောင်နောက်တစ်ခုကကျတော့ UI လို့ရေးထားတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ဒီမှာကွင်းစာကွင်းပိတ်ထဲမှာပေးထားတယ် way ဆိုပြီးတော့အဲ့လိုမျိုးလေးဖတ်မယ်နော် way 好အဲ့လိုလေးနော်ဒါဆိုရင်နောက်တစ်လုံးကြည့်ကြည့်ရအောင်နောက်တစ်ခုကကျတော့ AO ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ ow ဆိုပြီးတော့ဖတ်ပါမယ်နော်好ဒါဆိုရင်ဒါလေးရပြီဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ OU ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ O ဆိုပြီးတော့ဖတ်ပါမယ်နော်好ဒါဆိုရင်ဒါလေးလည်းတိတ်တော့မခက်ဘူးထင်တယ်နော်ဒါဆိုရင်ဆက်ပြီးတော့ကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ IU ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့အနောက်မှာကွင်းစာကွင်းပိန်းနဲ့ပေးထားတယ် YO အဲ့လိုမျိုးလေးဖတ်မယ်နော်သူရဲ့အတန်ထွက်ကဘယ်လိုဖတ်မလဲဆိုရင် yo 可以吗好可以的话AI ကနေ IU အထိဒီတစ်ကြောင်းလုံးကိုပြန်ပြီးတော့ဖတ်ကြည့်အောင်နော်开始 I A way ow o yo 好သူကလေဒီမှာတတိထားမှာတခုကကျတော့ UI နဲ့ IU နဲ့မတူเนาะ UI ကကျတော့ way လို့ဖတ်တယ် IU ကကျတော့ yo လို့ဖတ်တယ်เนาะ好ဒါဆိုရင်နောက်တစ်ခုဆက်ကြည့်ရအောင်နောက်တစ်ခုကကျတော့ IE ဆိုတဲ့စကားလုံးလေးဒီနှလုံးကိုတွေ့ရဲဆိုရင်ဘယ်လိုမျိုးဖတ်မလဲဆိုတော့ဒီအနောက်မှာရေးပေးထားတယ်ရေဆိုပြီးတော့ဘယ်လိုဖတ်မလဲဆိုတော့ရေဆိုပြီးတော့ဖတ်ပါမယ်နော်好ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ U ဆိုတဲ့စကားလုံးလေးရဲ့ E ဆိုတဲ့စကားလုံးလေးရဲ့ကိုဘယ်လိုဖတ်မလဲဆိုတော့
ရွယ်ဆိုပြီးတော့ဖတ်ပါမယ်နော်好ဒါဆိုရင်နောက်တစ်ခုဆက်ကြည့်ရအောင်နောက်တစ်ခုကကျတော့ ER ဆိုတဲ့စကားလုံးလေးဒီစကားလုံးကိုဘယ်လိုဖတ်မလဲဆိုတော့ရှာလေးကိုလှိပ်ပြီးတော့လေ အဲ့လိုလေးပဲဖတ်မယ်နော်好那ဒီတစ်ကြောင်းကိုဖတ်ကြည့်ရအောင်နော်ရေရွယ်好ဒါဆိုရင်နောက်တစ်ကြောင်းကိုဆက်ပြီးတော့သွားကြည့်အောင်နော်ဒီဟာကျတော့ an ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ an သူကလေရှာနဲ့ဒီအပေါ်တဖုံးနဲ့ထိပြီးတော့လေအဲ့လိုမျိုး an ဆိုပြီးတော့ဒီလိုမျိုးပိတ်ပြီးတော့အဲ့လိုဆိုလိုက်မှာနော်ဒီအရှိနှာခေါင်းတန်လေးနဲ့ပေါ့နော် an 好ဒါဆိုရင်ဒီဟာရပြီဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ en ဆိုတဲ့အတန်လေး en ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့သူကလေဒီလေချောင်းကနေလာတဲ့အတန်လေးနော်ခဏက an ကကျတော့ an ပါးစပ်ကလေးကိုပိတ်လိုက်မှာဒီ en ကကျတော့ပါးစပ်ကိုမပိတ်ဘူးသူကကျတော့အဲ့လိုမျိုးလေးလာမှာပေါ့နော်သူကဒီတရုတ်ဆောင်မှာဆိုရင်ဒီအတန်လေးတွေကတော့နည်းနည်း challenge ဖြစ်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရီးယားကျတော့ဒီတရုတ်စစ်ကြီးမဟုတ်ဘူးကွာဒီသူများရဲ့ဘာသာစကားကို second language အနေနဲ့လေ့လာတဲ့သူဖြစ်တဲ့အတွက်သူတို့လိုမျိုးကြီးတစ်ချစ်ချကြီးကတော့တူချင်မှတူမယ်ဒါပေမဲ့ပထမဆုံးလေ့လာတဲ့အခါဆိုတော့ကိစ္စမရှိဘူးเนาะဒါဖြည်းဖြည်းချင်းနဲ့ပဲဖတ်သွားတယ်ဆိုလို့ရှိရင်အလေးချင်းရသွားရင်ရသွားလိမ့်မယ်เนาะဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်ရနောက်တစ်ခုကကျတော့ in ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ဒီမှာကွင်းစကွင်းပိတ်လေးတွေမှာပေးထားတယ် yin ဆိုပြီးတော့ဒါဆိုရင်ဖတ်ကြည့်အောင်เนาะ yin 可以吗好ဒါဆိုရင်နောက်ထပ်တစ်ခုကြည့်ကြည့်ရအောင်နောက်တစ်ခုကကျတော့ un ဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်မလဲဆိုတော့ဒီမှာအနောက်မှာပေးထားတယ် one ဆိုတဲ့စကားလုံးအဲ့လိုမျိုးလေးသူကဝါကြီးငါတာဝင်ဝက်စနှလုံးပတ်ဝင်းကိုမှနငယ်အတန်နည်းနည်းပါမယ်ပေါ့နော်သူကဖတ်ကြည့်အောင်နော် one okay ဟုတ်တယ်အဲ့လိုမျိုးလေးပဲဖတ်မယ်နော်ဒါဆိုရင်နောက်ဆုံးတစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ဒီရွီဆိုတဲ့ဟာလေးရဲ့ n ဆိုတဲ့ဟာရဲ့လေးကိုပေါင်းပြီးတော့ဘယ်လိုဖတ်မလဲဆိုရင်သူက un ဆိုပြီးတော့ yun ဆိုပြီးတော့ဖတ်မယ်နော်ဒါဆိုဖတ်ကြည့်အောင် yun 好可以吗 okay ဒါဆိုရင်ဒီတစ်ကြောင်းလုံးကိုပြန်ပြီးတော့ဖတ်ကြည့်အောင်နော်开始安音温晕好掌握了吗那我们继续下一个最后一个နောက်ဆုံးတစ်ကြောင်းကိုဆက်ကြည့်အောင်နောက်ဆုံးတစ်ကြောင်းက ang ဆိုတဲ့ဟာလေးကိုဘယ်လိုအတန်ထွက်မလဲဆိုတော့သူက ang အဲ့လိုလေးအတန်ထွက်မယ်နော်သူကကြောက်လေဒီတရုတ်စာမှာဒီအနောက်ဆုံးမှာဂျီဆိုတဲ့စကားလုံးလေးတွေပါတယ်ဆိုရင်သူကလေချောင်းတန်လေးနဲ့နော်သူကရှာကိုအနောက်ကိုဆုပ်လိုက်ပြီးပြီဆိုရင်အာသီးနဲ့ထိပြီးတော့မှဒီလေချောင်းကနေထွက်လာတဲ့အတန်လေးဆိုကြည့်အောင်နော်ang 可以吗好အဲ့လိုမျိုးလေးဖတ်မယ်နော်ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုက eng ကဘယ်လိုဖတ်မလဲဆိုတဲ့အခါကျတော့သူကခဏက ang ကကျတော့ ang အဲ့လိုမျိုးလေးဖတ်မယ်eng ကကျတော့သူကနှာခေါင်းအတန်လေးပို့ပြီးတော့ပါမယ်အဲ့လိုလေးဖတ်မယ်နော်ဟောဒါဆိုရင်နောက်ထပ်ဆက်ကြည့်အောင်နောက်တစ်ခုကကျတော့ ing ဆိုတဲ့အတန်ကိုဘယ်လိုဖတ်မလဲဆိုတော့အနောက်မှာကွင်းစကွင်းပိတ်လေးနဲ့ပေးထားyin ဆိုပြီးတော့လေသူကဘယ်လိုဖတ်မလဲဆိုတော့ yin အဲ့လိုလေးဖတ်မယ်နော်好ဒါလေးရပြီဆိုရင်နောက်ဆုံးတစ်လုံးလေးကိုဘယ်လိုဖတ်မလဲဆိုတာကြည့်ကြည့်အောင် ong ကိုကြတော့ ong ဆိုပြီးတော့ဖတ်မယ်နော်好掌握了吗好那可以的话我们从 a 到 o 现在再读一遍吧တစ်ခါတော့ပြန်ဖတ်ကြည့်အောင်နော်အစအနေဆုံးထိဆိုတော့开始a o一五一 i a 为 ao o 有耶约安
音温晕音嗡。好的，那我们现在结束了。ဒါဆိုရင်တရားအပိုင်းလေးကတော့ဒီမှာပဲပြီးသွားပါပြီเนาะဒီ online class လေးကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ HSK 1 HSK 2 HSK 3 HSK 4ပေါ့เนาะဒီလေးမျိုးတွေကတခုခုကိုကြိုက်နေတဲ့ရာကိုတက်ချင်တယ်ဆိုလို့ရှိရင်ဒီ page လေးမှာလာပြီးတော့စုံစမ်းလို့ရပါတယ်เนาะဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်那我们下次再见拜拜谢谢